မင်းကလေးတယောက်တောထဲကိုသွားပြီးမစင်စင်းဖို့လုပ်နေချိန်မှာဒဏ်ရာရထားတဲ့အဖြူရောင်နဂါးတစ်ကောင်ကိုတွေ့လိုက်တယ်။နဂါးရဲ့အထူထဲသားပေါ်မှာအလွန်နဲ့ရှိုင်းတဲ့ဒဏ်ရာတစ်ခုရှိနေခဲ့တယ်။မင်းကလေးကလက်ကိုညင်သာစွာလှည့်ပတ်ထိလိုက်ချိန်မှာအံ့အားသင့်စရာကောင်းလောက်အောင်ဒဏ်ရာဟာမြန်ကောင်းသွားခဲ့တယ်။ခဏအကြာမှာနဂါးကကိုယ်တိုင်ထပ်မံထူထောင်ပြီးရပ်တည်နိုင်သွားခဲ့တယ်။သူမရဲ့မျက်နှာကိုစိတ်ထဲမှာမှတ်သားထားခဲ့တယ်။အဲ့ဒီအချိန်မှာမင်းကလေးကသူမရဲ့တင်းငယ်တဲ့ကောင်းမှုလေးကနောက်ပိုင်းမှာသူမရဲ့အသက်ကိုကယ်တင်ပေးမယ်ဆိုတာမသိခဲ့ဘူး။အမှန်တကယ်တော့သူမဟာမြေရှင်ကြီးမိသားစုရဲ့မကြည့်ရှုခံရတဲ့သမီးကြီးတစ်ယောက်ဖြစ်ခဲ့တယ်။အမေဆုံးပါသွားပြီးနောက်သူမရဲ့ဘဝဟာပိုပြီးခက်ခဲလာခဲ့တယ်။ညီမလေးရဲ့ကျမလိုလှုပ်ခိုင်းခံရပြီးနေထိုင်ရတယ်။အမေထားခဲ့တဲ့တခုတည်းသောအမတ်တရလေးကိုတောင်သူမထံမှယူဆောင်သွားခဲ့တယ်။ပြန်ယူဖို့ကြိုးစားတဲ့အခါညီမလေးကသူမကိုပင်လယ်ထဲတွန်းချလိုက်တယ်။ရေထဲမှာနစ်မြုပ်နေချိန်အသက်လူပြီးကဲမဲ့အခြေအနေမှာရှိနေချိန်တစ်ခုမှာတဘာဝတော်ဝင်နဂါးတစ်ကောင်ပေါ်ထွက်လာပြီးသူမကိုကယ်တင်လိုက်တဲ့အဲ့ဒီညမှာသူတို့နှစ်ဦးကြားတဘာဝတော်ဝင်ဆက်နွယ်မှုတစ်ခုဖြစ်ပေါ်ခဲ့တယ်။တတိပြန်ရလာချိန်မှာသူမကမကောင်းဆိုးဝါးတစ်မျိုးနဲ့ညအိတ်ခဲ့မိတယ်လို့ထင်ပြီးကြောက်လန့်ကထွက်ပြေးခဲ့တယ်။ပြေးရင်သူမရဲ့ဖက်နှက်တစ်ဖက်ကျန်ရစ်သွားခဲ့တယ်။သူမမသိခဲ့တာကတောထဲမှာကယ်တင်ပေးခဲ့တဲ့နဂါးဟာအဲ့ဒီတဘာဝတော်ဝင်နဂါးတစ်ကောင်ပဲဖြစ်တယ်ဆိုတာပါ။နဂါးဟာစမ်းသပ်မှုပြီးမြောက်ပြီးနတ်ဖျားအဖြစ်ရောက်ရှိကကောင်းကင်သို့ပြန်လည်သွားခဲ့တဲ့ကောင်းကင်မှာနတ်မင်းကြီးနဲ့နတ်မိဖျားတို့ကသူတို့ရဲ့သားလက်ထပ်ပြီးသားဆိုတာသိလိုက်ရတဲ့အခါအလွန်ဝမ်းမြောက်ခဲ့ကြတယ်။နဂါးမျိုးနွယ်မှာကလေးရရှိခြင်းဟာ2000ချီတစ်ကြိမ်သာဖြစ်တတ်ပြီးဒီမိန်းကလေးဟာသူတို့အတွက်ကောင်းကြီးပေးတစ်ပါးလို့ဖြစ်နေခဲ့တယ်။ချက်ချင်းမြေကြီးပေါ်သို့သွားပြီးသူတို့သမီးကိုခေါ်ဆောင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။လေးဘက်လုံးမှာအလွန်အမင်းခမ်းနားတဲ့မင်္ဂလာပွဲပြုလုပ်မယ်လို့ကြေညာလိုက်တယ်။ဖက်နှက်တစ်ဖက်နဲ့ကိုက်ညီသူသာသူ့ရဲ့ဇနီးဖြစ်မယ်လို့သတ်မှတ်ခဲ့တယ်။ဒါပေမဲ့ကောင်းကင်ရဲ့တရက်ဟာမြေကြီးရဲ့တစ်နှစ်နဲ့တူညီတဲ့ဒီအချိန်တွင်းမိန်းကလေးဟာကိုဝင်ရှိလပြည့်လာခဲ့တယ်မင်္ဂလာမပြုမီကိုဝင်ရှိလာတဲ့အတွက်အိမ်တွင်းမှာနေတိုင်းစကားတန်းစားခြင်းနဲ့ရိုက်နှက်ခြင်းခံခဲ့ရတယ်တစ်သားတူလောင်ယုံထဲမှာပိတ်လောင်ထားခဲ့တယ်နတ်မိဖုရားကဖက်နှက်ကိုယူပြီးထိုနေရာသို့ရောက်လာခဲ့တယ်ညီမလေးကချက်ချင်းသိလိုက်တယ်ဖက်နှက်ဟာအမကြီးရဲ့ဖြစ်တယ်ဆိုတာဖက်နှက်ကိုဝေးရမဲ့သူကနဂါးမိဖုရားဖြစ်မယ်ဆိုတာသိလိုက်တဲ့အခါသူမကအပြင်းထန်လိုချင်နေခဲ့တယ်ဒါပေမဲ့သူမရဲ့ခြေထောက်ကဖက်နှက်ထဲမဝင်နိုင်ခဲ့ဘူးမိခင်ကလှည့်ကွက်တစ်ခုထုတ်လိုက်ပြီးဓာတ်တလက်ပေးကအခြေထောက်မှာပိုနေတဲ့အသားကိုဖျက်ပစ်လိုက်ဖက်နှက်ဝစ်နိုင်ရင်နတ်ဖျားဖြစ်မယ်လို့ပြောခဲ့တယ်လောဘကြောင့်မျက်မမြင်ဖြစ်နေတဲ့သူမကကိုယ်တိုင်ကိုဖျက်ထုတ်ပြီးခြေလန်းလျှော့ကဖက်နှက်ဝစ်ပြီးနတ်မိဖျားရှိမှရက်တည်ခဲ့တယ်အိမ်မက်အကောင့်ထဲပေါ်နိုင်ပြီလို့ထင်နေချိန်မှာတကယ်မိန်းကလေးပေါ်လာပြီးဖက်နှက်ကကျမရဲ့ဖြစ်ပါတယ်လို့ပြောခဲ့တယ်နတ်မင်းနဲ့နတ်မိဖုရားကသူမကိုလည်းစမ်းသပ်ကြည့်မယ်လို့ဆိုခဲ့တယ်။ဒါပေမဲ့ချက်ချင်းတားဆီးခံရတဲ့ဖခင်ကမူသားပြောပြီးတမီးကြီးဟာငယ်စဉ်ကတည်းကလိမ္မာမဟုတ်မနာလိုတက်သူလို့ပြောခဲ့တယ်။ကြောက်ရွံ့နေတဲ့ညီမကအခြားဖက်နှက်တစ်ဖက်ကိုပါယူလာခဲ့တဲ့အခြေအနေကြောင့်နတ်မင်းနှစ်ပါးကလှည့်စားခံလိုက်ရတယ်။တကယ်မိန်းကလေးရှိတက်လာချိန်မှာနတ်မင်းကြီးရဲ့တစ်ချက်ထိမှန်မှုကြောင့်မြေပေါ်လဲကျသွားခဲ့တယ်။နဂါးမိဖုရားကိုထိခိုက်စေခြင်းသူအဖြစ်ဆွဆွဲခံရပြီးကောင်းကင်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။အစားထိုးပြီးမိသားစုတစ်စုလုံးကိုကောင်းကြီးပေးခဲ့တယ်။ကောင်းကင်မှာမင်းမြတ်တင်ပွဲပြင်ဆင်နေစဉ်နဂါးမင်းကမလုံလောက်သေးဘူးလို့ခံစားခဲ့တယ်ထို့ကြောင့်အမယာဆေးကိုယူဆောင်ရန်ကိုယ်တိုင်ထွက်ခွာခဲ့တယ်ထို့အချိန်မှာမိန်းကလေးကိုနတ်စည်းဝေးပွဲဆင်မြင့်ပေါ်မှာအပြစ်ဒဏ်ဆောင်ဆိုင်နေစေခဲ့တယ်မူသားမိန်းမကကိုဝင်ထဲရှိနဂါးမျိုးဆက်ကဘလောက်အရေးကြီးတယ်လဲဆိုတာသိလာခဲ့တယ်ကြောက်ရွံ့ပြီးကလေးကိုဖျက်ဆီးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့မမွေးဖွားသေးတဲ့နဂါးသားကနိုးထလာခဲ့တယ်မိခင်ပေါ်ကြားရောက်မဲ့ထိုးနှက်မှုကိုတားဆီးပြီးပြန်လည်တိုက်ခိုက်ခဲ့တယ်ထွက်ပြေးဖို့ကြိုးစားမှုမအောင်မြင်ခဲ့ဘူးမြေပေါ်လဲကျပြီးတောင်းပန်ခဲ့တယ်အဲ့ဒီအချိန်မှာရွှေရောင်လင်းတစင်းပေါ်ထွက်လာပြီးနတ်တမန်တစ်ပါးကမြင်တွေ့ခဲ့တဲ့အမှန်တရားပေါ်ထွက်လာခဲ့တယ်ကိုဝင်ထဲမှာနဂါးမျိုးဆက်ရှိနေခဲ့တယ်အဲ့ဒီအချိန်မှာပဲနဂါးမင်းလည်းအမရဆေးယူပြီးပြန်လည်ရောက်ရှိလာခဲ့တယ်အနေရဖြစ်နေပြီဆိုတာသိလိုက်ရတဲ့ဖမ်းဆီးခံထားရသူဟာတကယ်နဂါးမိဖုရားဖြစ်တယ်လို့သိခဲ့တယ်နဂါးမင်းကတဘာဝမြင်ကွင်းနဲ့ကြည့်လိုက်ပြီးအရာအလုံးရှင်းလင်းသွားခဲ့တယ်ဇနီးအပေါ်နတ်တန်ကြားရောက်နေချိန်ကလေးကနောက်ဆုံးအကြိမ်ကာကွယ်ခဲ့တာမြင်လိုက်ရတဲ့ဒေါသအပြည့်နဲ့စစ်တပ်ကိုယူဆောင်ပြီးရောက်ရှိလာခဲ့တယ်မမွေးဖွားသေးတဲ့နဂါးသားကအားကုန်နေခဲ့တယ်မူသားမိမကဖမ်းဆီးပြီးပိတ်လောင်ကချင်းချောက်ခဲ့တယ်ခုံချလိုက်မဟုတ်ရင်ကလေးကိုချေမိမယ်လို့ပြောခဲ့တယ်မိခင်တယောက်အတွက်ဆုံးဖြတ်ချက်ကမခက်ခဲဘူးသူမကမစင်စားပဲနတ်စည်းဝေးပွဲဆင်မြင့်မှခုံချလိုက်တယ်မိမိကလေးကိုကာကွယ်ရန်သာ